အားလုံးမင်္ဂလာပါကျွန်တော် Razor ပါကဲ Oscar စကားတင်ရုပ်ရှင်တွေအကုန်လုံးကြည့်ပြီးလောက်ပြီလို့ထင်ပါတယ်တော်တော်များလဲထွက်ထားပြီးပြီဆိုတော့လေရုပ်ရှင်စုပေပွဲတွေရဲ့နောက်ဆုံးပိတ်စုကြီးဖြစ်တဲ့ Oscar စုပေပွဲကြီးမကြာမီကျင်းပတော့မယ်ကျွန်တော်ဒီနေ့အတန်သွင်းတဲ့နေ့ကဆိုလို့ရှိရင်တော့10ရက်ပဲလို့တော့တယ်ပေါ့နော်လာမယ့် March လ15ရက်နေ့တနင်္ဂနွေနေ့မှာကျင်းပတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်နိုင်ငံတွေဆိုလို့ရှိရင်တော့ March လ16ရက်နေ့တနင်္လာမနက်စောစောဖြစ်မယ်ပေါ့နော်ဒီ Oscar ဆုပေးပွဲက68ကြိမ်မြောက် Oscar ဆုပေးပွဲဖြစ်ပါတယ်ဒီဆုပေးပွဲမှာဆုပေါင်း total 24ဆုပေးအပ်ချီးမြှင့်သွားမယ်လို့သိရတယ်အရင်နှစ်တွေတုန်းကတော့23ဆုပေါ့နော်ဒီနှစ်မှာတစ်ဆုပိုလာတယ်24ဆုဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကတော့ကျွန်တော်မနှစ်တစ်နှစ်တိုင်းလုပ်လို့ရှိတဲ့ Oscar ခန့်မှန်းတဲ့အစီအစဉ်ဖြစ်ပါတယ်ခန့်မှန်းနေဆိုတာကဘယ်သူကတော့ပုံကောင်းတယ်ဘယ်သူကပုံမကောင်းဘူးကျွန်တော်ရည်သွေးတတ်မှတ်ပြီးတော့အမှတ်တွေပေးအဲ့လိုတော့မဟုတ်ဘူးကျွန်တော်မှအဲ့လိုလုပ်ဖို့ရည်ချင်းလည်းမရှိဘူးပေါ့နော်ဒီတိုင်းပဲအပျော်တမ်းဘယ်သူကတော့ရနိုင်တယ်ကျွန်တော်ဘယ်သူကတော့ရမယ်ထင်လေအပျော်တမ်းခန့်မှန်းသွားမယ့်ဗီဒီယိုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခန့်မှန်းရင်းနဲ့ကျွန်တော်နဲ့တူပေါ့နော်လိုက်ပြီးတော့ခန့်မှန်းကြည့်ပြီးတော့ဆုလက်ဆောင်ပေးမယ့်အစီအစဉ်လုပ်ထားပါတယ်ဘာလက်ဆောင်ပေးမလဲဆိုလို့ရှိရင်ကျွန်တော်ရှေ့ဗီဒီယိုမှာတင်ခဲ့တဲ့ဒီရုပ်ရှင်3ပေါ့နော် Flint Slate Clubber Boat လေးလက်ဆောင်ပေးမှာဖြစ်ပါတယ်3ယောက်ထိကျွန်တော်လက်ဆောင်ပေးဖို့စီစဉ်ထားတယ်ဒီခန့်မှန်းတဲ့စီစဉ်မှာအမှတ်အများဆုံးရတဲ့သူ3ယောက်ကိုကျွန်တော်တယောက်တစ်ခုစီပေါ့နော်လက်ဆောင်ပေးပါမယ်အသေးဝယ်ပြီးတော့လက်ဆောင်ပေးမှာဖြစ်ပါတယ်အမှတ်ဘယ်လိုပေးမလဲကတော့ကျွန်တော်စီမင်းလေးတွေလောက်ထားတယ်ဒီမှာတစ်ချက်ကြည့်ပေါ့နော်အော်စကာအကုန်လုံးတော့ကျွန်တော်မခံမှန်းဘူး24ဆုထဲမှာ8ဆုပဲကျွန်တော်ခံမှန်းသွားမယ်ဆိုတော့ဒီ8ဆုကိုကျွန်တော်ရမှတ်လေးတွေတတ်မှတ်ထားပေးတယ်ဒီထဲမှာဆိုလို့ရှိရင်ဆိုတရုပ်ဆောင်ဒရိုက်တာ casting ဆုပေါ့နော် casting ဆုမှန်လို့ရှိရင်9မှတ်ရမယ်နိုင်ငံခြားရုပ်ရှင်ဆုမှန်ရင်9မှတ်ရမယ်စပ်ဖို့မင်းသားမင်းသမီးမှန်ရင်10မှတ်စီရမယ်ပြီးတော့ဆက်ဆောင်မင်းသားမင်းသမီးမှန်ရင်15မှတ်စီရမယ်ဒရိုက်တာဆုမှန်ရင်20မှတ်ရမယ်ရုပ်ရှင်စုမှန်ရင်20မှတ်ရမယ်ဆိုတော့စုစုပေါင်းအမှတ်100ကျွန်တော်လောက်ထားတယ်ဆိုတော့ဒီအမှတ်100မှာကိုခက်မှန်လိုက်လို့မှန်တဲ့ရမှတ်အလိုက်ပေါ့နော်အမှတ်အများဆုံး3ယောက်ကိုရွေးချယ်ပြီးတော့ကျွန်တော်လက်ဆောင်ပေးမှာဖြစ်ပါတယ်ကြေရမှတ်တူတာတို့ပါလို့ရှိရင်လည်းတူတဲ့အလျောက်ပေါ့နော်ကျွန်တော်ထပ်ပြီးသွားမယ်ပုံမှန်တော့3ယောက်ပေါ့နော်အကယ်၍ရမှတ်တူလို့4ယောက်5ယောက်ဖြစ်သွားလို့ရှိရင်လည်း4ယောက်5ယောက်စာကျွန်တော်ပေးဖို့ရထားပါတယ်အဲ့တော့ဘယ်လိုပါဝင်ပြီးခက်မှန်ရမလဲဆိုရင်လွယ်လွယ်လေးပဲဒီဗီဒီယိုအောက်မှာကိုကြိုက်နှစ်သက်တဲ့သူတွေရွေးပြီးတော့အစင်လိုက် comment မှန်သွားပြီးရုံပဲပေါ့နော်နောက်ထပ်စီမင်းတစ်ခုကကြတော့ comment တွေ edited လုပ်ထားတဲ့ comment တွေဆိုရင်မရဘူးကိုမှားသွားတာတို့မှားပြီးမှန်းလိုက်တာတို့ရှိလို့ရှိရင်အဲ့ဒီ comment ကိုဖျက်လိုက်ပြီးမှအသစ်ပြန်မှန်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ရွေးထားတဲ့ Oscar ဆု8ဆုကိုကျွန်တော်တို့ခန့်မှန်းကြည့်လိုက်ကြရအောင်အဲ့တော့နံပါတ်1ပေါ့နော်အရင်ဆုံး Oscar casting ဆုပေါ့ဒီနှစ်မှာမှအသစ်ထည့်ပြီးတော့ပေးတဲ့ဆုတစ်ခုဖြစ်ပါတယ် casting ဆိုတာကကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောထားတာရှိတယ်ပေါ့နော်တရုပ်ဆောင်ရွေးတဲ့ director ပေါ့ဒီရုပ်ရှင်တော့ဘယ်စက်ကောင်တွေမှာဘယ်သူထားမလဲဘယ်စက်ကောင်တွေမှာဘယ်သူထားမလဲ director producer တွေနဲ့တွဲဖက်ပြီးတော့ဦးဆောင်ပြီးတော့ရွေးပေးရတဲ့ casting director ဖြစ်ပါတယ်ဒီစက်ကောင်နဲ့ဒီတရုပ်ဆောင်နဲ့ဘယ်လောက်ထိကိုက်ညီမှုရှိလဲကိုကြည့်ပြီးတော့သူတို့အမှတ်ပေးပြီးတော့ရွေးချယ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ casting စကားတင်လေးတွေကိုကျွန်တော်တို့ကြည့်အောင်စကားတင်ကတော့ Hamna ရုပ်ရှင်နဲ့နီနာကိုဝင်ပါတယ်နီနာကိုကနာမည်ကြီးရုပ်ရှင်တော်တော်များများကို casting လုပ်ပေးတဲ့သူဖြစ်တယ်ဆိုတော့လူသိများတာတော့ကျွန်တော်တို့တော်တော်များသိတဲ့ Game of Thrones တို့ The Crown တို့ဒီဇက်လန်တွဲတွေကိုလည်းသူဒီ casting director လုပ်ပေးခဲ့တယ်ပေါ့နော်တော်တော်လေးနာမည်ကြီးတဲ့ director ဖြစ်တယ်ကြည့်လိုက်တာနဲ့လူတိုင်းတော်တော်များကြည့်ဘူးတဲ့ရုပ်ရှင်တွေကိုလည်းသူ casting လုပ်ပေးခဲ့တယ် Okay နောက်တစ်ယောက်ကကြတော့ Jennifer Fetiti ဖြစ်ပါတယ်သူက Marty Supreme ရုပ်ရှင်နဲ့ဒါ Oscar စကားတင်ဝင်တယ်ပေါ့နော်သူကကြတော့ဒီ Joseph ဒီရုပ်ရှင်တွေကို casting လုပ်ပေးနေကြဒီ casting director လို့သိရတယ်ပေါ့နော်နောက်တစ်ယောက်ကြတော့ One Day After Another ရုပ်ရှင်နဲ့ Cassandra Kouloukandis ဖြစ်ပါတယ်သူက Paul Thomas Anderson ရဲ့ရုပ်ရှင်တွေဖြစ်တဲ့ဒီ There Will Be Blood တို့ The Master တို့ Phantom Thread တို့ဒီရုပ်ရှင်တွေမှာလည်းဒါ Paul Thomas Anderson နဲ့တွဲဖက်ပြီးတော့ casting director တာဝန်ယူခဲ့တဲ့သူဖြစ်တယ်ပြီးတော့နောက်တစ်ခါကျတော့
The Secret Agent ရုပ်ရှင်နဲ့ Gabriel Dominguez ကဒါစကားတင်ဝင်တယ်ပြီးတော့နောက်တစ်ယောက်ကျတော့ Sinners ရုပ်ရှင်နဲ့ Francine Meisler ကဒါစကားတင်ဝင်တယ်သူလည်းနာမည်ကြီးတဲ့ casting director ပဲပေါ့နော် Dune တို့ The Revenant တို့ Succession တို့ဒီရုပ်ရှင်တွေကို casting လုပ်ပေးခဲ့တဲ့သူဖြစ်တယ်ဆိုတော့ဒီ9ယောက်မှာကျွန်တော်ရွေးချယ်တာကတော့ Hamnet Nina ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဆိုတော့သူရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် Hamnet ရုပ်ရှင်နဲ့ Okay ဒါ casting 9မှတ်တမ်းဖြစ်ပါတယ် Okay now စုတစုကိုတွားရအောင်နောက်စုတစုက International Feature Film ဖြစ်ပါတယ်အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်စုပေါ့နော်ဒါ9မှတ်ကျွန်တော်ပေးထားတယ်အဲ့တော့အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်စုစကားတင်တွေကိုကျွန်တော်တို့ကြည့်အောင်ဆိုတော့အရင်ဆုံး Brazil နိုင်ငံကဖြစ်ပါတယ် Brazil နိုင်ငံက The Secret Agent ရုပ်ရှင်နဲ့ဒါစကားတင်ဝင်ထားတယ် Brazil ကမနှစ်တုန်းကလည်း I'm Stay Here ရုပ်ရှင်နဲ့ပထမဦးဆုံးဒီ Brazil နိုင်ငံအနေနဲ့ပေါ့နော် Oscar ဆုရခဲ့တယ်ပြီးတော့ဒီနှစ်မှာလည်းစတိုက်စကားတင်ထပ်ဝင်တယ်ဒီနှစ်စကားတင်ဝင်တာကလည်း၄ဆုထိစကားတင်ဝင်ထားတယ်ပြီးတော့အလားအလာကောင်းနေတဲ့ရုပ်ရှင်ဖြစ်တယ်ပေါ့နော်နောက်တစ်နိုင်ငံကျတော့ပြင်သစ်နိုင်ငံဖြစ်ပါတယ်ပြင်သစ်နိုင်ငံက It was just an accident နဲ့စကားတင်ဝင်ထားတယ် It was just an accident ကပြင်သစ်စကားပြောရုပ်ရှင်တော့မဟုတ်ဘူး Iran စကားပြောရုပ်ရှင်ပေါ့နော်ဒါပေမဲ့ပြင်သစ်နိုင်ငံကိုစားပြုအနေနဲ့ဒါစကားတင်ဝင်နေပေါ့မနှစ်ကလည်း Emilia Press နဲ့စကားတင်ဝင်တယ်အဲ့ဒါလည်းပြင်သစ်နိုင်ငံကိုစားပြုပဲဒါပေမဲ့ပြင်သစ်စကားပြောမဟုတ်ဆိုတော့နှစ်စတိုင်းပြင်သစ်စကားပြောမဟုတ်တဲ့ရုပ်ရှင်ပြင်သစ်နိုင်ငံကိုစားပြုပြီးတော့စကားတင်ဝင်ထားတယ်ပေါ့နော်နောက်တကားကြတော့ Norway နိုင်ငံကိုစားပြုနေတဲ့ Sentimental Value ကဒါစကားတင်ဝင်တယ် Norway ကိုစားပြုရုပ်ရှင်တွေက Oscar ဆုပေးပွဲမှာဆုမရထားတာတော်တော်ကြာပြီလို့သိရတယ်ပေါ့နော်နောက်ဆုံးရထားတာက2006ခုနှစ်မှာ The Danish Poet ဆိုတဲ့ animated short film ဆုအဲ့တုန်းကတစ်ခါရခဲ့တယ်ပေါ့နော်အဲ့နောက်ပိုင်းတော့ဒီ Oscar မှာဆုမရတာကြာပြီလို့သိရတယ်ဆိုတော့ဒီ Sentimental Value က Norway နိုင်ငံအတွက် Oscar သမိုင်းထဲမှာပေါ့နော်သမိုင်းဝင်စကားတင်ရုပ်ရှင်လည်းဖြစ်ခဲ့တယ်6ဆုထိဒါစကားတင်ဝင်ထားတယ်နောက်တကားကြတော့စပိန်နိုင်ငံကိုစားပြုဒီ series ရုပ်ရှင်ဖြစ်ပါတယ်စပိန်နိုင်ငံကြတော့သမိုင်းတစ်လျှောက် Oscar 4ချိန်ထိရထားတယ်စပိန်ရုပ်ရှင်တွေပေါ့နော်ဆိုတော့ဒီနှစ်မှာလည်း series ရုပ်ရှင်နဲ့ဒါစကားတင်ဝင်လာတယ်ပေါ့ဆိုတော့ဒီနှစ်ထားရမယ်ဆိုရင်5ချိန်မြောက်ဖြစ်သွားမယ်ဆိုတော့နောက်တနိုင်ငံကြတော့တူနီးရှားနိုင်ငံဖြစ်ပါတယ်သူက The Voice of Hind Rajab ရုပ်ရှင်နဲ့စကားတင်ဝင်ထားပါတယ်ဒီဒရိုက်တာကကော်တာပင်ဟာနီယာပေါ့နော်သူကဒီရုပ်ရှင်ကသူကတတိယကြိမ် Oscar စကားတင်ရုပ်ရှင်ဖြစ်ပါတယ်ရှေ့ The Man Who Sold His Skin ရုပ်ရှင်နဲ့အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆု2020မှာစကားတင်ဝင်တယ်ပြီးတော့ Four Daughters ရုပ်ရှင်နဲ့2023မှာ Best Documentary ရုပ်ရှင်စကားတင်ဝင်တယ်ပေါ့ဆိုတော့ဒီ director သူက3ကြိမ်မြောက် Oscar စကားတင်ဝင်တဲ့ရုပ်ရှင်ဖြစ်တယ်သူက main ကလေး director ပေါ့နော်ဆိုတော့ဒီအကောင်းဆုံးနိုင်ငံခြားရုပ်ရှင် Oscar ဆုသူကကျွန်တော်ရွေးချယ်ထားတာကတော့ Series ဖြစ်ပါတယ်စပိန်နိုင်ငံကိုစားပြုရုပ်ရှင်ဖြစ်ပါတယ် Series ရုပ်ရှင်ကိုကျွန်တော်တော်တော်လေးသဘောကျတယ်လုံးဝအကျန်းဆန်တယ် indie အရန်ဆန်တယ်ကျွန်တော်သဘောကျကြိုက်နေတဲ့ရုပ်ရှင်ထဲမှာပါတယ်ပေါ့နော်ဆိုတော့စပိန်ကိုကျွန်တော်ရွေးထားပါတယ် Okay now တစုကကြတော့ actor in a supporting role ပေါ့နော်အကောင်းဆုံးဇက်ရန် support တရုပ်ဆောင်ဆုဖြစ်ပါတယ်ဒီဆုတော့ကျွန်တော်10မှတ်သတ်မှတ်ထားပါတယ်အဲ့တော့စကားတင်တွေကိုကျွန်တော်ကြည့်အောင်စကားတင်တွေကတော့ Benicio del Toro က One Better After Another နဲ့စကားတင်ဝင်ထားတယ် Benicio del Toro ကဒီရုပ်ရှင်တွေပါဆိုလို့ရှိရင်3ချိန်မြောက် Oscar စကားတင်ဝင်ထားတယ်ပြီးတော့တစ်ချိန်ဆုရထားတယ်ပေါ့နော်2001ခုနှစ်မှာ Traffic ရုပ်ရှင်နဲ့ဆုရဖူးထားတယ်ပြီးတော့2004ခုနှစ်မှာ21 grams ရုပ်ရှင်နဲ့စကားတင်တစ်ချိန်ဝင်ထားတယ်ဒါကသူက3ချိန်မြောက်စကားတင်ဝင်တာဖြစ်ပါတယ်ရှေ့မှာတစ်ချိန်ဆုရထားပြီးသားပေါ့နော် Okay နောက်တစ်ယောက်ကကြတော့ Jacob Elordi ဖြစ်ပါတယ်သူက Frankenstein ရုပ်ရှင်နဲ့ဒါစကားတင်ဝင်ထားတယ်သူကကြတော့ဒါပထမဦးဆုံး Oscar စကားတင်ဝင်တဲ့အချိန်ဖြစ်တယ်ဆိုတော့ဒီနှစ်မှာဘယ်လိုလာမလဲတော့မသိဘူးပေါ့နော်နောက်တစ်ယောက်ကကြတော့ Erin Lindo ဖြစ်ပါတယ် Sinners ရုပ်ရှင်နဲ့စကားတင်ဝင်ထားတယ်သူလည်းပထမဦးဆုံးအချိန်ပဲနောက်တစ်ယောက်ကကြတော့ Sean Penn ဖြစ်ပါတယ်
သူက One Better After Another နဲ့စကားတင်ဝင်ထားတယ်သူကကြတော့ဒီနှစ် supporting role မှာပေါ့နော်Oscar ဝါရင်တယောက်ဆောင်ဖြစ်တယ် Oscar 6ကြိမ်ထိစကားတင်ဝင်ထားတယ်ပြီးတော့မင်းသားစုနဲ့ဇက်ပိုစုတစ်ကြိမ်စီရထားပြီးသားတယောက်ဆောင်ဖြစ်တယ်ပေါ့နော်မင်းသားစုက Mystic River နဲ့2004မှာအကောင်းဆုံးတယောက်ဆောင်စုရတယ်ပြီးတော့ Mick 2009တုန်းက Mick ရုပ်ရှင်နဲ့ဇက်ပိုတယောက်ဆောင်စုရတယ်ပေါ့နော်ဆိုတော့ဒီရုပ်ရှင်အပါဝင်ဆိုလို့ရှိရင်သူက6ကြိမ်ထိစကားတင်ဝင်ထားပြီနောက်တစ်ယောက်ကျတော့ Stellan Skarsgård ဖြစ်ပါတယ် Sentimental Value ရုပ်ရှင်နဲ့ပါဒီမင်းသားကြီးကကျွန်တော်တို့တော်တော်များကြည့်ဘူးမြင်ဘူးနေကြမင်းသားကြီးဖြစ်တယ်နာမည်ကြီးရုပ်ရှင်တွေမှာတော်တော်များပါတယ်ပေါ့နော်ဒါပေမဲ့ Oscar စကားတင်ကတော့ဒီရုပ်ရှင်ကသူထွက်ပထမဆုံးအကြိမ်ပဲကျွန်တော်ထင်တော့မတင်ဘူး data ပြန်ရှာကြည့်မှဟင်းလို့ပထမဆုံးအကြိမ်လားပေါ့ဆိုတော့ဒီဝါရင်တရုပ်ဆောင် Stellan Skarsgård ကဒါသူက Sentimental Value ရုပ်ရှင်နဲ့ပထမဆုံးအကြိမ်ဇက်ပိုတရုပ်ဆောင်စုဖြစ်ပါတယ်အဲ့တော့ဒီအကောင်းဆုံးမျိုးသားဇက်ပိုတရုပ်ဆောင်စုကိုတော့ကျွန်တော် Stellan Skarsgård Sentimental Value ကိုရွေးချယ်ထားပါတယ်သူ့ကိုရလေရစေချင်တယ်ဟိုကျွန်တော်လည်းသဘောကျတယ်ပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်ရွေးထားတယ် Okay now တစုကကြတော့အကောင်းဆုံးအမျိုးသမီးဇက်ပိုစုဖြစ်ပါတယ်ဒါလည်း7မှတ်တမ်းပေါ့နော်7မှတ်ကျွန်တော်သတ်မှတ်ထားတယ်စကားတင်တွေကတော့ Elle Fanning ဒီ Sentimental Value ရုပ်ရှင်နဲ့ဖြစ်ပါတယ်သူလည်းဒါပထမဆုံးကြိမ် Oscar စကားတင်ဖြစ်ပါတယ်နောက်တစ်ယောက်ကျတော့ Inga Epstein Lily-Oz ဖြစ်ပါတယ်သူလည်း Sentimental Value ရုပ်ရှင်နဲ့ပဲဒီတယောက်ဆောင်ကလည်းသူတို့ပထမဆုံးကြိမ် Oscar စကားတင်ဖြစ်ပါတယ်နောက်တစ်ယောက်ကကျတော့ Amy Madigan ဖြစ်ပါတယ် Weapons ရုပ်ရှင်ထဲကဝါတော်ကြီးနေရာမှာတယောက်ဆောင်နေသူပေါ့နော်သူကကြတော့ဒီရုပ်ရှင်အပါဝင် Oscar 2ကြိမ်ထိစကားတင်ဝင်ထားဖူးသူဖြစ်ပါတယ်နောက်တစ်ယောက်က Wunmi Mosaku ဖြစ်ပါတယ် Sinners ရုပ်ရှင်နဲ့ဒါစကားတင်ဝင်ထားတယ်သူလည်းဒါပထမဆုံးကြိမ်ဖြစ်ပါတယ်နောက်တစ်ယောက်ကကြတော့ Tiana Taylor One Better After Another ရုပ်ရှင်နဲ့စကားတင်ဝင်ထားတယ်သူလည်းပထမဆုံးကြိမ် Oscar စကားတင်ဖြစ်ပါတယ်ရွှေကမ္ဘာလုံးမှာသူစုရခဲ့တယ်ပေါ့နော်အဲ့တော့ဒီအမျိုးသမီးဇက်ပိုတရုပ်ဆောင်စုသူကကျွန်တော်ကဘယ်သူရွေးချယ်ထားလဲဆိုရင် One Better After Another ရုပ်ရှင်က Tiana Taylor ကိုရွေးချယ်ပါတယ်မသိဘူးကျွန်တော်သူရမယ်လို့ထင်တယ်မိုက်တယ်ဗျာသူပုံစံဆိုတော့ကျွန်တော်သူရွေးထားတယ် Okay now တစုကကြတော့ Actress in a Leading Role ပေါ့နော်15မှတ်ကျွန်တော်သတ်မှတ်ထားတဲ့စုဖြစ်ပါတယ်အဲ့တော့အကောင်းဆုံးမျိုးသမီးဇက်ဆောင်စုပေါ့ဒီနှစ် Oscar တို့ကအကောင်းဆုံးမျိုးသမီးဇက်ဆောင်စုစကားတင်တွေကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဆိုတော့အရင်ဆုံး Jessie Buckley ဖြစ်ပါတယ် Hamnet ရုပ်ရှင်နဲ့ပါ Jessie Buckley ကဒီရုပ်ရှင်အပါဝင်ပေါ့နော် Oscar စကားတင်2ကြိမ်ဝင်ထားဖူးသူဖြစ်ပါတယ်ရှေ့ရုပ်ရှင်တော်ကဆိုရင်2022တုန်းက The Lost Daughter ရုပ်ရှင်နဲ့ Supporting ဒီဇက်ပိုတရုပ်ဆောင်စုစကားတင်ဝင်နေပေါ့နော်ဒီတစ်ခါမှာတော့ဇက်ဆောင်စုအနေနဲ့စကားတင်ဝင်ထားပါတယ်နောက်တစ်ယောက်ကကျတော့ Rose Byrne ဖြစ်ပါတယ်သူက If I Had Legs I Kid You ဆိုတဲ့ရုပ်ရှင်နဲ့စကားတင်ဝင်ထားတယ်သူတို့က Oscar ပထမဆုံးကြိမ်စကားတင်ဖြစ်ပါတယ်နောက်တစ်ယောက်ကျတော့ Kate Hudson ဖြစ်ပါတယ်သူက Songs and Blue ရုပ်ရှင်နဲ့စကားတင်ဝင်တယ်သူကဒီရုပ်ရှင်ပါဝင်2ကြိမ်ရှိပြီပေါ့နော်ဟိုးလွန်ခဲ့တဲ့25နှစ်ပေါ့နော်2001တုန်းက Almost Famous ရုပ်ရှင်နဲ့ဇက်ပိုစုစကားတင်ဝင်ထားတယ်ဒီတစ်ခါတော့ဇက်ဆောင်စုစကားတင်ဝင်နေပေါ့နော်နောက်တစ်ယောက်ကကြတော့ Renate Reinsve ဖြစ်ပါတယ် Sentimental Value နဲ့ဒါစကားတင်ဝင်ထားတယ်သူက Oscar ပထမဆုံးကြိမ်စကားတင်ဝင်ခြင်းဖြစ်ပါတယ်နောက်တစ်ယောက်ကြတော့ Bugonia ရုပ်ရှင်နဲ့ Emma Stone ဖြစ်ပါတယ် Emma Stone ကဒီရုပ်ရှင်ပါဝင်ပေါ့နော်9ကြိမ်ထိစကားတင်ဝင်ထားတဲ့သူဖြစ်တယ်ဟိုရုပ်ရှင်တရုပ်ဆောင်အနေနဲ့ပြောတာရုပ်ရှင်တရုပ်ဆောင်အနေနဲ့9ကြိမ်ထိစကားတင်ဝင်ထားတယ်အဲ့ဒီမှာ2ကြိမ်ထိစုရပြီးသားပေါ့နော်လာလာလန်နဲ့2018မှာရတယ်ပြီးတော့ Poor Things နဲ့2024မှာရတယ်အဲ့တော့ Bugonia နဲ့ဒီ2026မှာရောဘယ်လိုလာမလဲပေါ့နော်ဒီစုကိုတော့ကျွန်တော်ဘယ်လိုရွေးထားလဲဆိုရင် Hamnet ရုပ်ရှင်နဲ့ Jessie Buckley ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဆိုသူပဲရလောက်မယ်လို့ထင်တယ်တခြားရုပ်ရှင်ရှေ့ကရုပ်ရှင်စုပေးပွဲတွေမှာလည်းအကုန်လုံးသူပဲတင်ထားတာပေါ့နော်အဲ့တော့ Oscar မှာလည်းသူပဲရသွားမယ်လို့ကျွန်တော်ထင်တယ် Okay နောက်တစ်စုကကြတော့ Actor in a Leading Role ဖြစ်ပါတယ်ဒီနှစ်မှာတော်တော်လေးအပြိုင်ဆိုင်ကျန်းနေတဲ့မျိုးသားဇက်ဆောင်စုပေါ့နော်စကားတင်တွေကိုတစ်ချက်ကြည့်ကြည့်အောင်အရင်ဆုံး Timothy Chalamet ဖြစ်ပါတယ် Marty Supreme ရုပ်ရှင်နဲ့ပါ
သူကခေါင်းဆောင်မင်းသားအနေနဲ့ဒီရုပ်ရှင်ပါဝင်ဆိုရင်3ချိန်ဒီစကားတင်ဝင်ထားပြီးရှေ့မှာ2019တုန်းကထင်တယ်ကောမီဘာယောနေနဲ့စကားတင်ဝင်တယ်ပြီးတော့မနှစ်တုန်းက A Complete Unknown နဲ့စကားတင်ဝင်တယ်စကားတင်ဝင်တဲ့အချိန်မှာလွဲချော်ထားတယ်ပေါ့နော်ဆိုတော့ဒီနှစ်ရောသူရနိုင်လားပေါ့သူကတော့အလားလာကောင်းတယ်ပေါ့နော်အော်စကာရနိုင်ချီရှိတယ်သူ character နဲ့သူပုံစံနဲ့ဆိုတော့သူအနေထားနေပေါ့နော်နောက်တစ်ယောက်ကျတော့ Leonardo DiCaprio ဖြစ်ပါတယ်ဝါရင်မင်းသားကြီး Leonardo ပါသူက One Better After Another နဲ့ဆက်ဆောင်စုစကားတင်ဝင်ထားတယ်သူကဒီအော်စကာနဲ့ပတ်သက်ရင်ပေါ့နော်စကားတင်9စုထိဝင်ထားတယ်ဆက်ဆောင်စုအနေနဲ့6စုထိဝင်ထားတယ်ပြီးတော့ supporting actor အနေနဲ့တစုဝင်တယ်2016မှာ The Revenant ရုပ်ရှင်နဲ့ဒီဆက်ဆောင်စုအော်စကာရထားတယ်ပေါ့နော်โอเคနောက်တစ်ယောက်ကျတော့မင်းသားကြီး Ethan Hawke ဖြစ်ပါတယ် Blue Moon ရုပ်ရှင်နဲ့စကားတင်ဝင်ထားပါတယ်သူကဒီရုပ်ရှင်ပါဝင်3ချိန်စကားတင်ဝင်ထားပြီးသူဖြစ်ပါတယ်ရှေးရုပ်ရှင်တွေမှာဆိုရင် Training Day နဲ့2002တုန်းကပေါ့နော် Supporting Support Suit စကားတင်ဝင်ထားတယ်ပြီးတော့ Boyhood ရုပ်ရှင်နဲ့2015မှာစကားတင်ဝင်ထားတယ် Supporting အနေနဲ့ပဲဆိုတော့ဒီနှစ်ကကျတော့ဇက်ဆောင်စုအနေနဲ့စကားတင်ဝင်ထားတယ်ပေါ့နော်โอเคနောက်တစ်ယောက်ကျတော့ Michael B Jordan ဖြစ်ပါတယ်Sinners ရုပ်ရှင်မှာနှစ်ခုခွဲတရုပ်ဆောင်ပြီးတော့ Oscar ဆက်ဆောင်စုစကားတင်ဝင်ထားတဲ့ဖြစ်ပါတယ်သူ့အတွက်ကကြတော့ဒါပထမဆုံး Oscar စကားတင်ဖြစ်ပါတယ်နောက်တစ်ယောက်ကျတော့ Brazil မင်းသား Wagner Moura ဖြစ်ပါတယ် The Secret Agent နဲ့စကားတင်ဝင်ထားပါတယ်သူကပထမဆုံး Oscar စကားတင်ဝင်တဲ့ Brazil မင်းသားပေါ့နော် Brazil တရုပ်ဆောင်ဖြစ်ပါတယ်ဆိုတော့ဒီစုကတော်တော်ရွေးချယ်ရခက်တယ်တခြားသူတွေလည်းရွေးချယ်ရခက်မယ်လို့ထင်တယ်တော်တော်အကုန်လုံးမိုက်ကြတယ်ဗျာသူဟာနဲ့သူဆိုတော့တော်တော်လေးကောင်းတယ်ဒီစုပေးပွဲဗုတ်လုပ်တဲ့လူတွေလည်းတော်တော်လေးတိုင်ပန်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ကတော့ Timothée Chalamet နဲ့ Wagner Moura နှစ်ယောက်ထဲကတစ်ယောက်ရမယ်ထင်တယ်ဒါပေမဲ့ကျွန်တော် Wagner Moura ပဲရွေးလိုက်တယ် Wagner Moura ကပိုတင်းလျော်တယ်ပို့ပြီးတော့ရနိုင်ချီမြင့်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်စိတ်ထဲမှာ Wagner Moura ကိုပေးမယ်လို့ထင်တယ်โอเคနောက်တစ်စုကကြတော့20မှတ်သတ်မှတ်ထားတဲ့ Director စုဖြစ်ပါတယ်2025ခုနှစ်ရုပ်ရှင်ထွက်တဲ့ထဲကအကောင်းဆုံး Director စုဖြစ်ပါတယ်โอเคစကားတင်ကြည့်အောင် Hamnet ရုပ်ရှင်ဖြစ်ပါတယ် Director Chloe Zhao ကစကားတင်ဝင်ထားတယ် Chloe Zhao ကသူ Director အနေနဲ့ပေါ့နော်ဒီရုပ်ရှင်ပါဝင် Oscar 2ကြိမ်စကားတင်ဝင်တယ်ရှေ့မှာစကားတင်ဝင်တော့ Nomadland နဲ့2021ခုနှစ်မှာOscar ရထားပြီးတဲ့ Director ဖြစ်ပါတယ်နောက်တစ်ယောက်ကျတော့Joe Safety ဖြစ်ပါတယ် Marty Supreme ရုပ်ရှင်နဲ့စကားတင်ဝင်တာဖြစ်ပါတယ်သူ့အတွက်ကကြတော့ဒါပထမဦးဆုံးချိန် Oscar စကားတင်ဝင်တာဖြစ်ပါတယ်နောက်တစ်ယောက်ကကြတော့ Paul Thomas Anderson ဖြစ်ပါတယ်သူကတော့ပထမဆုံးချိန်တော့မဟုတ်ပါတော့ဒီ One Better After Another နဲ့၄ချိန်မြောက်ဖြစ်ပါတယ်ရှေ့မှာဆိုလို့ရှိရင်2008ခုနှစ်မှာ Air Webby Blood နဲ့စကားတင်ဝင်တယ်2018မှာ Phantom Thread နဲ့စကားတင်ဝင်တယ်2022မှာLicorice Pizza နဲ့စကားတင်ဝင်တယ်အခုဒရိုက်တာအနေနဲ့စကားတင်ဝင်တာကိုပြောတာပေါ့နော်အခု၄ချိန်မြောက်ဒရိုက်တာအနေနဲ့ One Better After Another ရုပ်ရှင်နဲ့စကားတင်ဝင်ထားပါတယ်ဆိုတော့သူကရွှေကဘာလုံးမှာရထားတယ်ဆိုတော့ Oscar မှာဘယ်လိုလာမလဲဆက်ကြည့်ရမယ်ပေါ့နော်နောက်တစ်ယောက်ကကြတော့ Joaquin Trier ဖြစ်ပါတယ် Sentimental Value နဲ့ Oscar ပထမဆုံးချိန်စကားတင်ဝင်ထားပါတယ်နောက်တစ်ယောက်ကကြတော့ Sinners ရုပ်ရှင်နဲ့ Ryan Coogler ဖြစ်ပါတယ်သူလည်းပထမဆုံးချိန် Oscar စကားတင်ဝင်တာဖြစ်ပါတယ်โอเคဒီ director စုကကျွန်တော်ဘယ်ဟာကောင်းလဲဘယ်ဟာမကောင်းဘူးလဲအဲ့လိုတော့မရှိပါတော့ကျွန်တော်ထင်တာပဲယူလိုက်တယ်ပေါ့ကျွန်တော်ထင်တာတော့ Sinners ရုပ်ရှင်နဲ့ Ryan Coogler ရမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကြိုက်တယ်ဒီနှစ်ထဲမှာကျွန်တော်သဘောကျတဲ့ရုပ်ရှင်ဖြစ်တယ်နှစ်ခေါက်လောက်ပြန်ကြည့်ပြီးသွားပြီပေါ့နော်တော်တော်လေးသဘောကျတယ်ကြည့်လို့ကောင်းတယ်โอเคနောက်ဆုံးစုပေါ့နော်20မှတ်ပေးထားတဲ့နောက်ဆုံးစုကအကောင်းဆုံးရုပ်ရှင်စုဖြစ်ပါတယ်2025ခုနှစ်ထွက်အကောင်းဆုံးရုပ်ရှင် Oscar ဆုဖြစ်ပါတယ်ဒီဆုအတွက်စကားတင်ကိုသူက10ဆုထိရွေးထားတယ်ပေါ့နော်စကားတင်10ကားထိရွေးထားတယ်โอเคစကားတင်ကြည့်ရမယ်ဆိုရင်ဘူဂိုနီးယားရုပ်ရှင်ဖြစ်ပါတယ်ပြီးတော့ F1 ပြီးတော့ Frankenstein ပြီးတော့ Hamnet ပြီးရင် Marty Supreme One Better After Another The Secret Agent Sentimental Value Sinners Train Dreamsရုပ်ရှင်တွေကတော့အကုန်လုံးသူ့ဟာနဲ့သူ quality ရှိတဲ့ရုပ်ရှင်တွေဖြစ်တယ်အကောင်းဆုံးရွေးတဲ့နေရာမှာတော့တော်တော်များတော့
ပယ်လို့ရတဲ့ရုပ်ရှင်တွေပါတယ်ပေါ့နော်ဒါပေမဲ့ရွေးချယ်ရ stay ခတ်နေတော့မယ်ဆိုဗုဒ္ဓမားတွေဘယ်လိုပေးကြမလဲတော့မသိဘူးတော်တော်ရွေးရခတ်တယ်ကျွန်တော်ထင်တာတော့ Sinners ရသွားမယ်လို့ထင်တယ်ဒီနှစ်က Sinners ရုပ်ရှင်က Oscar ဆင်မြင့်မှာစုတော်များတင်သွားမယ်လို့ကျွန်တော်ထင်တယ်ထင်တာကိုပြောတာနော်ရမရတော့မသိဘူးကျွန်တော်တင်တာတော့Sinners ကမနှစ်က Anora တို့လိုမျိုးအဲ့လို Oppenheimer တို့လိုမျိုးအဲ့လိုရောက်သွားမယ်လို့ကျွန်တော်ထင်တယ်ဘယ်နှစုရမလဲတော့မသိဘူးဒီရှစ်စုထဲမှာတော့ကျွန်တော်နှစ်စုပေးထားတယ် Director နဲ့အကောင်းဆုံးရုပ်ရှင်နဲ့ဒီအကောင်းဆုံးရုပ်ရှင်စုကိုကျွန်တော် Sinners ရုပ်ရှင်ကိုပေးထားပါတယ် Okay ဒါတွေကတော့လာမယ့် March 15 ရက်နေ့မှာကျင်းပသွားမယ့် Oscar စုပေးပွဲတို့ကျွန်တော်ခန့်မှန်းထားတဲ့စုတွေဖြစ်ပါတယ်ဆိုတော့ရှစ်စုပဲကျွန်တော်ခန့်မှန်းထားတယ်ပေါ့နော်ဒီရှစ်စုနဲ့ပတ်သက်ပြီးတော့ရမှတ်တွေလည်းကျွန်တော်အရှိမပြောထားပြီးတယ်အဲ့တော့ခုကစပြီးတော့မှန်းလို့ရပြီ Oscar စုပေးပွဲမတိုင်ခင်ပေါ့နော်မတိုင်15ရက်နေ့ဆိုတော့14ရက်ကျွန်တော်တို့ဒီမှာဆိုရင်16ရက်မနက်ဆိုတော့15ရက်နေ့ညအထိမှန်းလို့ရတယ်ပြီးတော့ edited မလုပ်နဲ့ပေါ့နော် edited ပေါ်နေမယ်ဆိုလို့ရှိရင်ဒါအလိုလျောက်ပယ်တဲ့ comment ဖြစ်ပါမယ်ဆိုတော့ဒီ comment တွေထဲကမှကျွန်တော်တတ်မှတ်ထားတဲ့ရှစ်စုလုံးမှန်ပေါ့နော်ရှစ်စုလုံးမှန်မှာအမှတ်ဒီသူ့အမှတ်နဲ့သူရမှာဖြစ်ပါတယ်ကျွန်တော်တတ်မှတ်ထားတဲ့အမှတ်တိုင်းဆိုတွက်ပြီးတော့အမှတ်အများဆုံး3ယောက်ကို Clubber Bowl Fan Slate ကျွန်တော်တစ်ခုစီလက်ဆောင်ပေးမှာဖြစ်ပါတယ်ဆိုရမှတ်တူလို့ရှိရင်တော့သူတလောက်ကို4-5ယောက်လောက်ထိကျွန်တော်ပေးဖို့ရှာထားတယ်ပေါ့နော်ကဲ၍အများကြီးတူနေတယ်ဘာညာဆိုလို့ရှိရင်တော့အရင်မှန်းတဲ့လူဥသူရပါတော့အဲဆိုလို့ရှိရင်တော့ comment season နဲ့ပတ်သက်ပြီးရှင်းကြမယ်ထင်ပါတယ်အရင်ကြီးလည်းမရှုပ်ဘူးပေါ့နော်ကျွန်တော်ပြောစရာကောင်းအောင် fan ဖြစ်အောင်အဲ့လိုရမှတ်လေးနဲ့တတ်မှတ်ပြီးတော့စုရှစ်စုကိုရွေးချယ်ဖို့အစီအစဉ်လေးလုပ်ထားတာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုဒီလောက်ပါပဲ Oscar စုပေးပွဲပြီးလို့ရှိရင်ဘယ်လိုတွေစုရသွားလဲ Oscar အနှစ်ချုပ်လေးဗီဒီယိုလေးကျွန်တော်လုပ်ပေးပါမယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ဗီဒီယိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်